အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Fire လေးပဲပြောရဲကျွန်တော်ဒီနေ့မှာတော့ဟိုတာဗျာဟိုနေ့ကရွာရည်ပြောဗျာသွားပြီးရောရှာလာဗျာအဲ့မှာဘာသာနှစ်ကောင်တွေ့ခဲ့လို့ဆိုခေါ်လာဗျာသူတို့အတွက်အိတ်ဆောက်ပေးဖို့လုပ်နေရပဲဖြစ်ပါလေအဲ့ရအောင်ဗျာကျွန်တော်ရှေ့ပိုင်းကဗျာ recording fan ထားရတာနဲ့ဘယ်လိုဖြစ်သွားတော့မသိဘူးဗျာဒီနားလောက်မှာပဲလာဖြစ်နေဗျာအိမ်ကတော့ဆောက်လို့ပြီးတော့ဗျာညဘက်မလို့အပြင်မထွက်ဘဲနဲ့ခဏဒီအိမ်ထဲမှာနေလိုက်အောင်ပဲဗျာအဲ့နဲ့မီးရဘာညာထုံးပြီးပြေးလာကြီးကွာဆိုတော့အမှဇွန်ဘီအုပ်ထဲရပြီးပြေးမယ်ဆိုတော့သွားတာဗျာအမှအဲ့အနဲ့ပဲဗာလဲဖြစ်ခုတ်ချမယ်ဆိုတော့ဟိုမှာစက်ကလေးနေရောဗျာဇွန်ဘီကလေးလေးရောလိုက်တာဗျာအဲ့နဲ့ပဲကျွန်တော်လည်းမရရောက်ပြေးပြီးတော့ကြောကိုယ့်အိမ်နဲ့ကိုပြန်ဝင်လိုက်ပြီဗျာဟိုအိမ်ကကြောက်ဘာလို့စောက်တာလဲဆိုတော့ကျွန်တော်အပေါ်မှာကြောက်ချက်ထားမယ်ဗျာချက်ထားပြီးတော့ကြောက်အောက်မှာကြောက်တွေ့တာရွာသားနှစ်ကောင်လေးအဲ့ရွာသားနှစ်ကောင်ကျွန်တော်ကလောက်ခိုင်းမလို့ဗျာနောက်ကြလို့စီအဲ့ရွာသားနှစ်ကောင်မွေးရဲ့ကလေးကိုအာယုဖက်ဆောင်ပါပဲဖြစ်ပါရဲ့အဲ့အနေဗျာကျွန်တော်အဲ့လိုမြောက်တော့အဲ့လိုမိုးစားရှိတယ်လို့ပြနေရတယ်အဲ့အနေမရတော့ဘူးကွာဆိုတော့အမှဗျာကျွန်တော်ဗျာဒါရုပ်ဖွင့်ပြီးတော့ကြောက်ပြေးမယ်ပေါ့ပြန်ပြီးတော့တကားပိတ်ပြီးတော့ပြေးပြီးဟိုမှာဆိုဗီရတယ်ဟိုမှာတွေ့စကလေးတန်းနဲ့လိုက်ပြတာအဲ့ဒါနဲ့တခြားရင်ကိုသွားမယ်ဆိုတော့ဟိုဘက်ကိုကူးပြောင်းလိုက်တယ်ဗျာအဲ့နဲ့ဟိုနေရောက်တာနဲ့ဗျာအေးရချမယ်ဆိုတော့တခါအိတ်ချလိုက်တာအိတ်လို့ရပါတယ်ဗျာအဲ့ဒါနဲ့ခဏနေရောကြောင့်မိုးကထလင်းအဲ့ဒါနဲ့အေးရထလာပြောကြောင့်ကိုကဘာအမှဗျာဟိုစားစပိုင်းမဲ့နေရနဲ့ဖမ်းမင်းတိုင်းဗျာအမှဗျာညီမခက်တာပြောတဲ့အတိုင်းလိုက်ပြီးတော့ဖမ်းနေဗျာလိုက်ပြီးတော့ဟိုစားရိတ်သိမ်းလိုက်တယ်ဗျာရိတ်သိမ်းတာဗျာအစိဘယ်နှစီရမှန်းတော့မသိဘူးဗျာအမှရိတ်ပဲရိတ်နေရပဲနည်းနည်းပဲလိုပါဗျာဟိုစားလိုက်ဖို့ကနောက်ကြလို့စီဟိုအပေါ်တက်တွေပါဗျာဖမ်းလောက်ရမှာဗျာဟိုစားနွားတွေရောဟိုလိုပလီဂျာမျိုးပွားလို့တည်လေလူဝဲလေးအဲ့ဟာကြီးအဲ့ဒါနဲ့အစိပြန်ဆိုင်လိုက်အောင်ပဲဗျာကျွန်တော်အဲ့ဟာနဲ့ပဲအစိဆိုင်ပြီးရတယ်အောက်ဆင်းပြီးတော့ကြောဘာလို့ရကောင်းလို့စဉ်းစားရဗျာအဲ့ဟာနဲ့ပဲဗျာကျွန်တော်အိမ်ထဲဝင်လိုက်တာပေါ့ဗျာအမှဒီရွာသားကြီးကိုကောက်မြင်ပြီးတော့ကြောဟာအကျဉ်းရပြီကွာမျိုးပွားကန်းဆောင်မယ်ကွာဆိုတော့အမှသူတို့နှစ်ယောက်ကရရဲ့လူတွေကိုအာယုဖန်ဆောင်မယ်ဆိုတော့နောက်ထပ်သူတို့နှစ်ယောက်ကိုကြောဟိုးစားအလုံးလောက်ခိုင်းမယ်ဆိုတော့အမှအကျဉ်းရပြီးတော့ကျွန်တော်ဟိုးစားတောင်လေးကိုဝင်ပြီးတော့ကျွေးတူးရပါပဲဗျာအနေပဲအိမ်ထဲမှာရွာသားနှစ်ယောက်သွားခုံမယ်ဆိုတော့သွားတော့ပါပဲဗျာအိမ်ထဲမရောက်အိမ်ထဲရောက်တာနဲ့ရွာသားနှစ်ယောက်တွေ့ပြီဆိုတော့အမှလီလုံးမယ်ဆိုတော့ရှာလိုက်တာဗျာငါဟိုနေ့တော့တခုထားလိုက်ဆိုတော့အမှလေတစည်းတွေ့ဗျာလေတစည်းတွေ့ရနေပဲအမှကောက်ယူပြောတော့နှစ်ကောင်ဟိုဗျာဘုံနှစ်ခုပဲထည့်လိုက်တယ်ဗျာအဲ့နဲ့ဒီအိုင်းခေါ်တော့မကောင်းဘူးဆိုတော့အမှဗျာမြေရှင်းမျိုးကြောင့်ဒီအိုင်းလမ်းကြောဖို့လိုက်တယ်ဗျာလမ်းကြောဖို့လည်းတော့ကြတော့အဲ့နဲ့လေနဲ့ခေါ်ပြီးတော့ကြောင့်လီနဲ့ခေါ်နေဗျာလီနဲ့ခေါ်နေဗျာအမှဒီပြန်လာဆက်တက်တော့တာပဲဗျာအဲ့တော့ဒီပါကြီးကဘလို့ရောက်လာမှမသိဘူးနော်ဘုံရောပေါက်သွားဗျာအဲ့ဒါနဲ့ကျွန်တော်နဲ့လန့်သွားပြီးတော့ဟာရွာသားတေးကြီးလားဆိုတော့အမှကြည့်ရဗျာရွာသားမတေးတော့လို့တေးသွားလို့ဆိုကျွန်တော်ရွာကြီးကအဝေးကြီးဗျာတော်ဝေးဘလို့2000ကျော်တော့ဝေး2000ကျော်3000ကျော်တော့ဝေးရဗျာအမှကျွန်တော်ပြန်ပြီးတော့သွားယူရတော့မှအဲ့ဒါနဲ့ပြန်ပြီးတော့ဟိုဟာဖြည့်လိုက်တယ်ဗျာမြေကြီးဖြည့်လိုက်တယ်ဟိုကောအထဲထဲမယ်ဆိုပြီးတော့ဗျာဗျာနှစ်ကောင်ဗျာအိမ်ထဲခေါ်ပြီးတော့ထည့်လိုက်တယ်ဗျာအဲ့ဒါနဲ့အမှကျွန်တော်လေလေးကိုဖြတ်ပေးလိုက်တယ်ဗျာခဏနေဟောကြောက်ကြည့်လိုက်အောင်ဗျာအဲ့နဲ့ကျွန်တော်ဗျာသူတို့နှစ်ယောက်ကိုဗျာပမုတ်ပေးပြီးလို့ဗျာမွေးဖို့ဆိုဒီတိုင်းပဲထားခဲ့ရဗျာအဲ့ဟိုဗျာနှစ်ကောင်သားထွက်ပြီးတော့အမှရှောက်သွားနေတည်ကျင်လို့ဗျာအဲ့ဒါနဲ့ပဲကျွန်တော်ပြန်ပြီးတော့လီနဲ့ထပ်ဖမ်းလိုက်ရတယ်ဗျာအဲ့ဒါနဲ့ပဲနောက်တစ်ခါဗျာထပ်ပြီးတော့ထွက်ပြီးတော့ပြေးနေမှာကြောက်လို့ဆိုတော့ကျွန်တော်တန်တကားတက်လိုက်မယ်ဆိုတော့တန်တကားလောက်လိုက်တယ်ဗျာဟိုရွာသားနှစ်ကောင်ထည့်ပြီးတော့ဟာကြောက်ဗျာကျွန်တော်စိတ်သုံးယူပြီးတော့ဟာကြောက်ဗျာကျွန်တော်ဘိုးစာဘောအော်စီဒီယန်သွားပြီးတော့တူးမယ်ပေါ့တူးမယ်ဆိုရအမှဟိုလောက်လိုက်ကြဗျာဟိုတုံးမှပါပဲနဲ့ကျွန်တော်ရှောက်လုံနေရဗျာအဲ့နဲ့တုပ်ကိုယူလိုက်တယ်နောက်ကျတော့ဟာကြောက်အော်စီဒီယန်သွားတူးဖို့အတွက်ဆိုတော့
ဟိုးစားပစ်ကတ်ကိုထက်လုပ်လိုက်တယ်ဗျာပစ်ကတ်လုပ်ပြီးတော့ကြောင့်မိုင်းတွင်းနဲ့သွားမယ်ဗျာ သေးဖြစ်နေ မိုင်းတွင်းနဲ့သွားမယ်ဆိုတော့မိုင်းတွင်းနဲ့ဆင်းလာခဲ့ရပြီ ဦးစီဂျန်တော့ ဆင်းနေမိုင်းတွင်းကအရှိကြီးဗျာမရိုးရမှကြည့်လိုက်တော့ရောကျွန်တော်ဒါကိုစောက်ကြီးနေမဟုတ်ဘဲနဲ့ဒီတိုင်းပြမယ်ဗျာဟိုတော့ဒီမှာကျွန်တော်လည်းဘယ်လိုတူးလိုက်မှန်းမသိဘူးဗျာတော်အနက်ကြီးပဲအဲ့ဟာစောက်သွားဆိုပစ်ကတ်ကတော့ကုန်နေဒါအောင်မှဒုတိယပိုင်းမရှိသေးတာဒါဟိုးစားဟိုဟာဖြစ်တယ်ဆိုတော့ဘာမိုင်းတွေရှိလို့ဆိုတော့ပိတ်ထားဗျာဒီဘက်တရောပဲဗျာမိုင်းတွေနေရတယ်ပြောကျွန်တော်ဒိုင်မိုး9လုံးရလာဒိုင်မိုး9လုံးလာပဲရလာအဲ့ဟာနဲ့ဒီလိုဆက်တူးရင်းနဲ့3လုံးထည့်ရဗျာထပ်ပြီးတော့ဆင်းလို့မနိုင်တော့ဟိုမှာဘယ်တော့ကမတူဘူးတွေ့လားဟိုမှာဘယ်တော့လာပဲဗျာအဲ့ဒါနဲ့ကျွန်တော်လည်းသွားမယ်ဆိုတော့ဝေးရပဲဒါဘယ်တော့ကြီးတွေ့နေရတော့တော့ဘယ်တော့ဒီရောက်တူရအောင်မှာဗျာဒိုင်းမိုးကနည်းနည်းပဲရသေးတယ်ဒါမှစတိတ်မိုင်းတွင်းနေလောက်တာဆိုတာအများကြီးပဲစတိတ်မိုင်းတွင်းနေလောက်တာတော့ဒါမှအပေါ်မှာအများကြီးရှိတယ်ဗျာဒါအောက်ပိုင်းမလို့အဲ့ဒါနဲ့ပဲကျွန်တော်လမ်းပြောင်းနေပြန်ပြီဟိုကောင်းနေရဘယ်နားလေးရှိရအောင်မသိဘူးဆိုတော့ရှောက်သွားနေအဲ့ပဲဗျာကျွန်တော် OCDN နေဟိုဗျာထိုင်တူးနေတော့ဘယ်လောက်ရှိတယ်လို့ကြည့်ရတော့ကြာ22ခုကြီးတော့ပိုပါဗျာကျွန်တော်ဟိုဟာဆောက်လို့စီ10ခုပဲကုန်သွား10ခုပဲကုန်ပါဗျာဘေးနာ3ခုအပေါ်ကဘယ်နှခု2ခုဗျာအကြောင်းဘယ်နှခုဆိုဘေးနာ3ခုဆို6ခုရဲ့ဘေးနာ2ခုရဲ့ဆို10ခုပဲကုန်ပါဗျာနောက်ထပ်အကြောင်းအချက်နဲ့တင်မယ်လုံးဖို့ဆိုစီ3ခုလာပဲဗျာအဲ့ဒါဆိုရင်နည်းနည်းပဲလိုရောဆိုကျွန်တော်22ခုရောက်ခွက်လာ2ခုရောက်တူးလာဗျာအဲ့ဒါနဲ့အပေါ်ပြန်တက်လိုက်အောင်ပါဗျာအဲ့ဒါနဲ့ပဲဗျာအပေါ်ပြန်ရောက်တော့ခါကျတော့ဗျာညဘက်ကြီးဖြစ်နေဗျာညဘက်ကြီးဖြစ်နေတော့ကျွန်တော်လည်းဟိုခရီးပါလက်ရှိတော့ခါကျကြောက်လို့ဆိုရင်အမြင်ဗျာဝင်ပြောခါကျတကားပေါက်ပဲပြီးတော့ကျတော့တက်အိမ်မယ်ပေါ့အိမ်မယ်ဆိုတော့အပေါ်တက်ပြီးတော့ခါကျတော့အဲ့ရအဝေးရဆိုရင်အဲ့လိုမရဘူးဖာရှင်းရအဲ့လိုဗျာအဲ့ရကိုတက်လိုက်မှအဲ့လိုရဗျာအဲ့ဒါနဲ့မနက်မိုးလင်းလာတော့ဟာကြောင့်တန်းချမ်းတဲ့ဒီပဲလုံးမယ်ဆိုတော့ကျွန်တော်စောက်ကိုခရက်တယ်နောက်ထပ်ကြောင့်ဒိုင်မိုးက2-3လားပဲလိုပါဗျာအဲ့ဒါနဲ့ဒိုင်မိုး2-3မဟုတ်ဆိုတော့အမှဒိုင်မိုးယူနေရနဲ့ကြာနေရဗျာဘလို့ယူနေလို့ဆိုတော့ကြီးလိုက်ဦးဗျာဟိုယူလိုက်ဒီယူလိုက်နေအဲ့ဒါနဲ့ခွဲထုတ်ပြီးတော့ယူလိုက်မယ်ဆိုတော့ဟိုးစားအချက်တဲ့ဒီပဲပြန်ဝင်ပြောရကြအောင်ဗျာအမဟိုးစားအချက်တဲ့တခုရဗျာနောက်ထပ်စာအုပ်လုပ်လို့ရသေးလားဆိုတော့လိုက်ရှာနေစာအုပ်ကလုံးဝစာအုပ်လုံးမှာဗျာဘေးနားလေးရပဲဘယ်နှခုလုံးပဲဗျာပက်ရမှာလေအဲ့လိုပတ်မှာအဲ့လိုဥစ္စာကြီးကလည်းကောင်းလာမှာအဲ့ဒါနဲ့စာအုပ်ကတော့ရလိုက်တော့လာပဲရဗျာအဲ့ဒါနဲ့ဟိုစာအုပ်စဉ်3ခုလုံးလိုက်စာအုပ်စဉ်တစ်ခုရရဗျာ3ခုရဲ့တက်တာ6ခုရဲ့လာပဲဗျာဟိုးစားလေးပါအဲ့နဲ့ဟိုးစားစာအုပ်စဉ်လုံးမယ်ဆိုတော့ကျွန်တော်တူတူရသွားကြည့်တယ်ဒီမှာကြည့်အမတူတူရသွားကြည့်ပြန်တွေ့ပြီဆိုတော့ခိုင်းခရက်ချထားရတယ်ဗျာခရက်ပြောကြကျွန်တော်ရရွာသားကြီးဟိုမထားခင်ဗျာကျွန်တော်အရင်ဆုံးအပေါ်တက်သွားထားမယ်လို့တော့ကြအပေါ်တက်ကတင့်နေရနောက်ကြောက်မှပြပြင်မယ်ဆိုတော့ဗျာအဲ့ရထားတဲ့နေရာလောက်ဆိုကွက်တီယူလောက်ရှိတော့တယ်ဆိုတော့ဒီနားလေးသွားထားတော့ကြဟိုမှာဗျာဟိုမှာလေကားနဲ့တင်နေအဲ့ဒါနဲ့ဟိုးစားဟိုကောင်ကဖြုတ်လိုက်လို့စီဒီကပုံမှန်ပြန်မရဘူးတိလားအဲ့ဒါနဲ့နားလေးမှာပဲထားလိုက်မှာဗျာဟိုစောက်ကပြန်ပြီးတော့သွားခွဲအောင်စောက်စင်ကြီးကနောက်ထပ်ကဟိုးစားဘာ credit တွေပဲcredit တွေပဲဒီနားထားရကောင်းလားဆိုမထားဘဲနဲ့ဟိုဘက်သွားထားလိုက်ထားပြီးတော့ကျတော့တစ်သား6လုံးဗျာအယောင်မတူအပေါ်နဲ့အောင်နေအဲ့ဟာနဲ့ဟိုးစားထပ်ပြီးဟိုကခွဲလိုက်တယ်ဗျာစောက်စင်ခွဲပြီးတော့ဟိုးစားလုံးဖို့လုံးနေဘာလို့လုံးဖို့လုံးနေပြီးတော့ဟိုကမရှိလို့ဆိုတော့အကြောက်ကိုမယူဘဲနဲ့ကျွန်တော်ဖျားပြီးနေတာရဲဝင်မယ်ဆိုတော့ကြောက်ဗျာနေတာပေါ်သွားဆောက်တယ်ဗျာနေတာပေါ်သွားဆောက်ပြီးတော့ကျွန်တော်ဝင်ဖို့ဝဲကျင်တော့ဆိုတော့တခါဝင်ချက်ရဗျာအဲ့မှာဒီပြည့်တဲ့နာစားတဲ့တော့ပဲကျွန်တော်ကြည့်လိုက်ဦးဗျာနေတာရောက်တော့ဟာကြောက်တော့ကျွန်တော်
အမှအကာအကွယ်လုပ်မယ်ဆိုတော့အမှတေချာလေးကိုစီရရင်မိုးလို့စေဟိုလိုဗျာကြောက်ကဘာအဆုံးမရှိနေတခါတန်းတည်ကြောက်ကဘာအဆုံးမရှိဘူးပြောအယုံဆုံးဗျာ just ငါရဲ့ဥစ္စာကိုအယုံဆုံးစီးတာမယ်ဆိုတော့အမှထပ်ထားလိုက်တယ်ဗျာနည်းနည်းလေးပဲဘလုံးလုံးလေးကနည်းနည်းပါလာဗျာအဲ့နဲ့ပဲဒါလေးကိုထပ်ကာလိုက်တယ်ဗျာကြည့်လိုက်တော့ဗျာဘလုံးကတိတ်မလို့အနာမဲကလာတက်မှလေးကြောက်သေးတယ်နောက်ထပ်ခက်ကြီးရလေးလာပြည့်မှကြောက်သေးတယ်ဗျာအမှတော့တင်ဗျာကျွန်တော်ရှူဂါကင်းကိုသူမရိတ်ချင်တာနဲ့ဗျာဟိုလိုတောက်ခုပြည့်ရနဲ့ဗျာသူရိတ်တဲ့ဥစ္စာလုံးမယ်ဆိုတော့ကွက်ကိုသွားလို့တော့ပေကနေနေရှိနေလို့ဆိုအပေါ်ပြတ်တယ်မယ်လို့ဆိုတော့အနာမဲကလာရှုံနေရလို့အဲ့နဲ့အနာမဲထွက်ပြီးမှသွားမယ်ဆိုတော့လုံးတော့ကြောက်ကြည့်ဦးဗျာပေကနေနဲ့တော်ဆိုးပါဗျာကျွန်တော်မှာတော့ကွာအဲ့ကကောင်းကြောင်မှလာတက်သွားအဲ့မှဒီရှုပ်ချက်ခက်သွားပဲဗျာအနေပြီးကနေရဗျာကျွန်တော်နောက်လိုက်ရင်းနဲ့အမှအပြင်ရောက်လာဗျာအဲ့ဒါနဲ့ကျွန်တော်လည်းဒီအိုင်းပဲချပေးလိုက်တယ်ဗျာအဲ့နဲ့အမိုင်ပြန်ရပြီဆိုပျော်သွားဗျာရပြီကွာအားဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဟိုသာပစ်ကလေးတက်လို့တီးပြီးတော့ကျွန်တော်ဒီမှာဗျာနေတာပေါ်လဲစောင့်နိုင်ခဲ့ပါတယ်အဲဒီမှာနေတာပေါ်လဲစောင့်နိုင်ခဲ့တယ်နောက်တော့ရွာသားတွေကိုလည်းဒီမှာမျိုးပွားမှုအတွက်လှုပ်ထားပါတယ်ဟိုမှာရွာသားတွေကပွားလာမသိသေးဘူးဗျာအဲဒါကြတော့ဒီမှာဟိုးတာဗျာကျွန်တော်ဒါကျွန်တော်မဟုတ်ဗျာရွာသားတွေကိုအလုတ်ခိုင်းဖို့အတွက်ဒီမှာထားတာဗျာဒါနောက်မှပဲလှုပ်တော့ဆိုရင်ဒီနေ့ဗီဒီယိုလေးတော့ဒီတော့ပါပဲကျွန်တော်ဘာမှမရှိရောဗျာကျွန်တော်ခုနကနေတာရဲ့ဝင်တော့နေတာရဲ့ရပြီးပီကနေနေကလိုက်တက်တာဗျာအဲ့ဒါနဲ့ရှော့ပါပေါ့ဗျာအဲ့ဒါရင် like and subscribe နဲ့ကူညီတော့ကြပါဦးခင်ဗျာခဏလေးမကြော်တော့နဲ့လေဗျာကျွန်တော်အဲ့ဟာနဲ့ပြီးတော့ကြောက်ထပ်ဆော့လိုက်တာဗျာကျွန်တော်ရဲ့အာမာရောအကုန်လုံးပြင်ရပါတယ်ဗျာ